အားလုံးမင်္ဂလာပါဗီဒီယိုလေးတော့မလုပ်ဖြစ်တာကြာပါပြီမတင်ဖြစ်တာလည်းကြာပါပြီเนาะအဲ့တော့ဒီနေ့ကတော့ဒီစာရီပြန်ဖတ်ရင်နဲ့เนาะဒီ accounts and finance အကြောင်းအရာလေးတွေထဲမှာလူအများစုနဲ့သက်ဆိုင်တဲ့เนาะတည်တဲ့အကြောင်းအရာလေးတစ်ခုကိုမျှဝေပေးချင်တာပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာပါเนาะအဲ့တော့ခေါင်းစဉ်လေးကတော့ဗာပေးထားလဲဆိုလို့ရှိရင် accounts and finance ဘာကွာတယ်လဲပေါ့နော်တကယ်တော့ဒီမိကုန်းလေးကကျွန်တော်ဆိုလို့ရှိရင်ပေါ့နော်ဒီ accounting position နေနဲ့ပတ်သက်တဲ့ interview တွေမှာမေးလို့ရှိပါတယ်เนาะ accountant တယောက်ကเนาะဘယ်လိုမျိုးနားလည်ထားသလဲပေါ့เนาะ accounting ဆိုတာဘာလဲ finance ဆိုတာဘာလဲဘယ်လောက်ထိခိုးခိုးချာချာเนาะသိထားသလဲဆိုတာလေးကိုသိချင်တော့ကျွန်တော်ဒီမိကုန်းကိုမေးလို့ရှိပါတယ်တကယ်တော့ဒီကိစ္စကကျွန်တော်တို့ကဒါ accountant စီမဟာเนาะဒီ financial မှာတာဝန်ယူနေတဲ့သူတွေမှာ finance သမားတွေမှာသိရမယ့်ဟာတော့မဟုတ်ပါဘူးเนาะဆိုတော့ non financial manager တွေဆိုလို့ရှိရင်ဒီလိုမျိုးဒီဘာကွာခြားတယ်လဲဘယ်လို accounting တွေက accountant တွေကဘာလုပ်နေကြတယ်လဲ finance သမားကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကကိုယ်ပြပြသိထားသင့်ပါတယ်เนาะတကယ်ခြေနေမှာတော့တေချာမသိတဲ့လူကများပါတယ်ပေါ့เนาะဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအကြောင်းအရာလေးကိုမျှဝေပေးချင်တာဖြစ်ပါတယ်เนาะအဲ့တော့ဘာကွာလဲပေါ့ account နဲ့ finance ဘာကွာလဲအဲ့တော့ accounting ဆိုတာကတကယ်တော့ကျွန်တော်တို့ကဒါ the process of recording and reporting ကိုကျွန်တော်တို့ပြောပါတယ်ဆိုတော့ကကျွန်တော် accountant သမားတွေကကျွန်တော်တို့က recording ဆိုတာမှတ်ရတော့စာရင်းတွေမှတ်ရစာရင်းတွေမှတ်ရဆို business transaction တွေပေါ့နော်ဆိုတော့ business transaction တွေကိုကျွန်တော်တို့ကစီးမှတ်တမ်းတင်ထားရတာဖြစ်ပါဆိုတော့က day book တွေကျွန်တော်တို့ ledger တွေအဲဒီကနေမှဆက်ကျွန်တော်တို့က trivalence တွေ balance sheet တွေစသဖြင့် financial statement တွေကိုကျွန်တော်တို့ကပြင်ဆင်ပြီးတော့ကျွန်တော်တို့ reporting ပေးရတာဖြစ်ပါတယ်ဒါက accounting ရဲ့เนาะ accountant တွေလုပ်ရတဲ့အလုပ်ပါနော် finance သမားတွေ finance ဆိုတာဘာလဲလို့ပြောနေကျွန်တော်တို့က money management လို့လိုရင်းတူရှင်းကျွန်တော်တို့ပြောလို့ရမှာဖြစ်ပါတယ်အဲ့တော့ money management ဆိုတာကတော့ကိုယ်ကုမ္ပဏီရဲ့ငွေကြေးတွေကိုစီမံခန့်ခွဲရတဲ့လူတွေဖြစ်ပါတယ်နော်ဆိုတာကကိုယ်ကုမ္ပဏီလိုအပ်တဲ့ငွေကြေးတွေကိုဘယ်ကနေကျွန်တော်တို့ရှာဖွေမလဲ financing ဘယ်လိုလုပ်မလဲเนาะ debt financing လုပ်မှာလား equity financing လုပ်မှာလားเนาะ cost of capital တွေကိုကျွန်တော်တို့ဘယ်လိုမျိုးစဉ်းစားကြမလဲတွက်ချက်ကြမလဲဘယ်လိုနှိုင်းယှဉ်ကြည့်ကြမလဲဘယ်ဟာကပိုတာလဲစသည်အဖြစ်ပေါ့เนาะအတော့ပြင်ကျွန်တော်တို့က investment ဘိုင်းလုပ်ငန်းတစ်ခုအနေနဲ့ဘယ်နေရာတွေမှာဘယ် project တွေမှာဘယ်လိုလုပ်ငန်းမျိုးတွေမှာဘယ်လို level တွေမှာကျွန်တော်တို့ရင်းနှီးမြှုပ်နှံတင်တယ်လဲဘယ် project တွေဘယ် level တွေကကိုယ့်အတွက် return เนาะအကျိုးမြတ်ပြန်ရမှုအများဆုံးဖြစ်မလဲစသည်အဖြစ်ဒါတွေကိုကျွန်တော်တို့ကเนาะကျွန်တော်တို့စီမံခန့်ခွဲရတာကတော့ finance သမားတွေရဲ့အလုပ်ဖြစ်ပါတယ်เนาะအဲ့တော့ဒီအဖြစ်လေးကိုကြည့်ချင်းအဖြစ်တော့ကျွန်တော်တို့ကဒါသိနိုင်ပါတယ်เนาะအဲ့တော့ accounting နဲ့ finance ကမတူပါဘူးเนาะကျွန်တော်မတူလို့ပြောရမှာဖြစ်ပါတယ်เนาะဒါပေမဲ့တခုတော့ရှိပါတယ်အဲ့ဒါဘာလဲဆိုဆက်ဆက်မှုရှိတဲ့အနေအထားတွေစိတ်ပိုင်းတွေရှိပါတယ်เนาะအဲ့တော့ဆိုတာက finance သမားတယောက်ကเนาะသူအခြေခံရတဲ့နေပေကနော်သူအခြေခံပြီးတော့အသုံးပြုရတဲ့ဟာကဘာတွေလဲဆိုလို့ရှိရင် accounting ရဲ့ reporting တွေနော် accounting side ကနေပြီးတော့ထွက်လာတဲ့ financial reporting တွေကိုသူကနော်ကြည့်ပြီးတော့လေ့လာနော်တွက်ချက်ပြီးတော့မှကျွန်တော်တို့က financial decision တွေကိုကျွန်တော်တို့လုပ်ချရတာဖြစ်ပါတယ်နော်အဲ့တော့ finance သမားတယောက်က accounting နော် process တွေ accounting ရဲ့ကျွန်တော်တို့ဒီ principle တွေ concept တွေကိုမသိလို့မရပါဘူးနော်အဲ့တော့ဒါကြောင့်မို့လို့ကျွန်တော်တို့ဘယ်လိုပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့က accounting ဆိုတာက is a part of finance ပါအဲ့တော့ finance သမားအတွက် accounting ဆိုတာဒါအစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့ပါတယ်ဒါပေမဲ့ accounting သမားတွေအတွက်ကတော့ finance not the part of accounting ပါเนาะဆိုတာက finance မသိလေဘာမှပြဿနာမရှိဘူး accountant တယောက်အနေနဲ့ finance မသိလေဘာမှပြဿနာမရှိဘူးเนาะဆိုတာကအသိတော့လည်းပိုကောင်းတာပေါ့เนาะဒါပေမဲ့ဒါသူ့ရဲ့လုပ်ငန်း nature အရသဘောတဘာဝအရမသိလေဘာမှတော့ပြဿနာမရှိဘူးသူ accountant သမားကသူ့ရဲ့ accounting procedure တွေ principle တွေ concept တွေဒါတွေကိုသိရင်သူ account ပြင်ဆင်လို့ရတယ်เนาะ recording လုပ်လို့ရတယ် statement တွေကိုပြင်ဆင်လို့ရတယ်ဘာမှပြဿနာမရှိဘူးအဲ့တော့ပထမဆုံးအချက်ကတော့ finance ဆိုတာကကျွန်တော်တို့က it's not a part of accounting မှာ accounting နဲ့ accounting ရဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့တော့ရှိမနေပါဘူးဒါပေမဲ့ accounting ဆိုတာတော့ it's a part of finance finance ရဲ့အစိတ်ပိုင်းတစ်ခုနဲ့ရှိနေတာဖြစ်ပါတယ်နောက်တစ်ခုမတူတာတစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့က accounting ဆိုတာကကျွန်တော်တို့ဒီ backward oriented ပေါ့နော်တော့ကျွန်တော်တို့ဒီ past ပေါ့အတိတ်ကပြီးခဲ့တဲ့ကျွန်တော်တို့ဒီဖြစ်စဉ်ဖြစ်ရက်တွေကိုစရင်းမှတ်သားပြီးတော့နော် report တွေထုတ်ထားတာဖြစ်တဲ့အခါကျတော့သူကသူ့ကိုဘာပြောလဲဆိုရင်ကျွန်တော်တို့က backward ကျွန်တော်တို့ focus လို့ပြောပါတယ်เนาะတနည်းအားပြောမယ်ဆိုလို့ရှိရင် back oriented ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့အတိတ်ကိုပို့ပြီးတော့เนาะရှေ့ရှုတဲ့
နော်ဟိုလုပ်ငန်းဆောင်တာတွေဖြစ်ပါတယ်နော်ဒါပေမဲ့ finance မှာကျတော့ဗာလဲဆိုလို့ရှိရင် future oriented ပါဒီနေ့ပြောမယ်ဆို forward focus ပါနော်သူတို့အနာဂတ်ကိုကျွန်တော်ကကြိုတင်မျှော်တွေးပြီးတော့နော်ဒီနေရာတွေမှာဒီလိုမျိုးရင်းနှီးမြှုပ်နှံနိုင်ဒီလောက်ပမာဏနဲ့ရင်းနှီးမြှုပ်နှံဘယ်လောက်ထိကျွန်တော်တို့အကျိုးမြတ်တွေရမယ်နေအများဘယ်လိုရှိမယ်နော် return ဘယ်လိုဖြစ်မလဲစသည်အဖြစ်နော် risk ဘယ်လိုရှိမလဲဒါတွေကိုကျွန်တော်တို့ကကြိုတင်ကျွန်တော်တို့တွက်ချက်ပြီးတော့ကျွန်တော်တို့ကဆုံးဖြတ်ပြီးတော့လုပ်ကိုင်ကြတာဖြစ်ပါတယ်နော်ဆိုတော့ဒါက finance သမားတွေရဲ့ဒါ focus ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဘာပြောနေလဲဆိုလို့ရှိရင် accounting ဆိုတာကတကယ် rule base ပါနော်ကိုလုံးချင်တယ်လို့ဘာမှလုပ်လို့မရအောင်နော်သူ principle ရှိတယ်သူ concept ရှိတယ်သူရဲ့ standard တွေရှိတယ်ဆိုတော့ IAS တို့ IRF တို့နော် GAAP တို့နော် GAAP တို့စသည်အဖြစ်ဒါကြီးအတိုင်းကိုကျွန်တော်တို့က accounting ကိုရေးစရင်းတွေကိုရေးသွင်းနော်မှတ်သားပြုစုပြီးတော့ကျွန်တော်တို့က statement တွေကိုနော် report တွေကိုပြင်ဆင်ရေးဆွဲကြရတာဖြစ်ပါတယ်နော်ကိုလုတ်ချင်တဲ့ပုံစံကတော့ဒီ transition ကိုဒီလိုသွင်းလိုက်မယ်ငါတို့ဒီကိစ္စကိုဒီလိုလုပ်လိုက်မယ်ဆိုတာမျိုးလုပ်လို့မရပါဘူးเนาะအဲ့တော့ဘာလို့ finance ကျတော့ဘယ်လိုသဘောရှိလဲဆိုတော့ခုနပြောတဲ့ standard တွေနော်ကျွန်တော်တို့ principle တွေ concept တွေတော့မရှိပါဘူးဒါပေမဲ့ဘာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့က method တွေရှိပါတယ်เนาะကျွန်တော်တို့analysis လုပ်ရတာတွေရှိပါတယ်เนาะဒီလိုမျိုးလုပ်ပြီးတော့မှကျွန်တော်တို့ရဲ့ financial decision တွေကိုချမှတ်ကြတာဖြစ်ပါတယ်เนาะအဲ့တော့ဒါက accounting နဲ့ finance ကွာခြားခြင်းရဲ့ဒါကွာခြားခြင်းကိုပြတဲ့တတိယမြောက်ချက်ပေါ့နောက်ဆုံးတစ်ချက်ကတော့ဘာပြောချင်လဲဆိုရင်ကျွန်တော်တို့က tools တွေပေါ့နော်ဆိုတော့ accounting ရဲ့ tools တွေဆိုဘာပြောမလဲဆိုတော့ကျွန်တော်တို့ income statement လို့နော် statement of financial position လို့ statement of cash flow လို့စသည်အဖြစ်ဒါတွေကကျွန်တော်တို့က accounting ကထွက်လာတဲ့အောက်ကန်းလို့လည်းပြောလို့ရတယ် tools ဆိုလည်းပြောလို့ရတာပေါ့နော်ဆိုတော့ဒီလုပ်ငန်းရဲ့ performance တွေလုပ်ငန်းရဲ့ဗဏ္ဍာရေးငွေကြေးအခြေအနေတွေလုပ်ငန်းရဲ့ငွေသားစီးဆင်းမှုတွေစတာတွေကိုကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကကြည့်ရှုနိုင်တာဖြစ်ပါတယ်နော်တွေ့နိုင်တာဖြစ်ပါတယ်လေ့လာနိုင်တာဖြစ်ပါတယ်နော်သုံးသပ်နိုင်တာဖြစ်ပါတယ်ဒါကကျွန်တော်တို့ accounting ရဲ့ tools ပေါ့နော်အဲ့တော့ finance မှာကျတော့အဓိကဘယ်ဟာတွေက finance မှာအတွက် tools တွေလဲဆိုလို့ရှိရင်တော့အဓိကတော့ကျွန်တော်တို့ ratio analysis ပေါ့နော်လာလူအများစု accounting တွေပဲကလူတွေ financial တွေပဲကလူတွေသိကြတယ်ဟာ ratio analysis လုပ်ကြတယ်ကျွန်တော်တို့ပြီးတော့ risk analysis တွေလုပ်တယ်နောက်ကျွန်တော် working capital management လို့ဟာမျိုးတွေနောက်ပြီးတော့ budgeting တွေစသည်အဖြစ်ဒါတွေကတော့ကျွန်တော်တို့ finance သမားတွေလုပ်ရတဲ့နော်ကျွန်တော်တို့ကိစ္စရက်တွေပေါ့နော် tools တွေလို့ပဲပြောမလား outcome လို့ပဲပြောလို့ရပါတယ်เนาะဆိုတော့ဒီလိုမျိုးကွာခြားပါအဲ့တော့ကျွန်တော်တို့ကပြန်ပြီးတော့အနည်းချိုးရမယ်ဆိုလို့ရှိရင် accounts နဲ့ finance နဲ့တူလားဆိုလို့ရှိရင် no ပါလုံးဝမတူပါဘူးเนาะဆိုတော့ဒါပေမဲ့ဘာလို့ရှိလဲဆိုရင်ဆက်ဆက်မှုတော့ရှိပါတယ်เนาะအဲ့တော့ finance သမားတွေက accounting ဒီ statement တွေကိုကျွန်တော်တို့ကအခြေပြုပြီးတော့ financial decision တွေကိုကျွန်တော်တို့ကချမှတ်လုပ်ကိုင်ဆောင်ကြရတာဖြစ်ပါတယ် accounting တွေကတော့ business transaction တွေကိုเนาะday to day ဖြစ်နေတဲ့ business transaction တွေကိုကျွန်တော်တို့အမှတ်တမ်းတင်ပြီးတော့เนาะreport တွေပေါ့เนาะသူတို့ရဲ့ accounting report တွေကိုပြင်ဆင်ရေးဆွဲကြရတာဖြစ်ပါတယ်เนาะအဲ့တော့ဒီလောက်ဆိုလို့ရှိရင်ကျွန်တော်ယုံကြည်ပါတယ်เนาะ account နဲ့ finance ဘယ်လိုနေရာတွေမှာဘယ်လိုကွာလဲဆိုတာကိုတော့အကြမ်းမြင်နားလေသဘောပေါက်လိုက်မယ်လို့ယူဆပါတယ်เนาะအဲ့တော့ဒီဗီဒီယိုလေးကနော်ညီကနားထောင်နေကြတဲ့သူတွေအတွက်အကျုံးတရားအကျိုးရှိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ like and share လေးလုပ်သွားပြီးတော့ဒီဗီဒီယိုလေးကို share ပေးစီချင်ပါတယ်။เนาะအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းကျွန်တော် accounting နဲ့ financial နဲ့ပတ်သက်တဲ့เนาะဒီဗီဒီယိုလေးတွေကိုမျှဝေပေးဖို့ကြိုးစားပါမယ်။เนาะ good night ပါအားလုံး